ကဘာပေါ်မှာတချို့လူတွေကတအားဆင်းရဲနေကြတယ်။ဒါပေမဲ့တချို့လူတွေကြတော့ချမ်းသာနေကြတယ်။ဆင်းရဲတဲ့ချမ်းသာတဲ့ဆိုတာကငွေနဲ့မဆိုင်ဘူး။ကျွန်တော်ကဆင်းရဲတဲ့သူတယောက်ကိုဒေါ်လာ1 သန်းပေးလိုက်မယ်။ပေးပြီးတော့မှကျွန်တော်နောက်ထပ်9 နှစ်နေတဲ့အခါမှာအဲ့လူကိုပြန်ပြီးတော့မှတွေ့မယ်။အဲ့ဆိုလို့ရှိရင်အဲ့လူကဒေါ်လာ1 သန်းထပ်ပို့ပြီးတော့မှကြီးပွားတိုးတက်ချမ်းသာနေမယ်လို့ထင်သလား9 နှစ်တွင်မှပုံမှန်အတိုင်းပြန်ဖြစ်သွားမယ်လို့ထင်နောက်တစ်ခုကကျွန်တော်တို့ကတကယ်ချမ်းသာနေတဲ့သူစီကနေပြီးတော့မှငွေတွေအကုန်ယူလိုက်မယ်အကုန်ယူပြီးတော့မှသူ့ကို9 နှစ်တိတိပြစ်ထားမယ်အဲ့လိုဆိုလို့ရှိရင်သူဒီတပြားမှမရှိဘဲနဲ့မွဲတီနေမလားဒါမှမဟုတ်ချမ်းသာကြွယ်ဝမှုကိုရနိုင်မယ်လို့ထင်တာဒီကြတစ်ခုကတော့ခုနက1 သန်းပေးလိုက်တဲ့သူဒီ9 နှစ်ပြည့်တဲ့ချိန်မှာလက်ထဲမှာဘာမှရှိမှမဟုတ်တော့ပေမဲ့တပြားမှမရှိတော့တဲ့ချမ်းသာတဲ့သူက9 နှစ်ပြည့်တဲ့ချိန်မှာတိထထောင်ပိုချမ်းသာခြင်းချမ်းသာနေအောင်ပါအဲ့တော့ကျွန်တော်ပြောချင်တာကပါလဲဆိုတော့ချမ်းသာကြွယ်ဝမှုဆိုတာကငွေကြောင့်မလို့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ system ကြောင့်မလို့ဆင်းရဲတယ်ဆိုတာကရောဘာကြောင့်လဲငွေကြောင့်မဟုတ်ဘူး mindset ကြောင့်မလို့